မိန်းကလေးတွေမောကြရွေးချယ်လိုက်ကြတယ်ယောက်ျားလေး10မျိုးမိန်းကလေးတွေကဘယ်လိုယောက်ျားလေးမျိုးကိုသဘောကျတယ်လဲဆိုတဲ့မိကုံးကမျိုးသားတော်တော်များသိကျင်နေကြတဲ့မိကုံးပါပဲအဲ့ဒီမိကုံးကဘယ်ခေတ်ကိုပဲရောက်ရောက်ပြောင်းလဲမသွားပါဘူးအဲ့ဒါကြောင့်မိန်းကလေးတွေသဘောကျရတာဘယ်လိုလူမျိုးလဲဆိုတာကို left media နဲ့ဟောပြပေးလိုက်ပါတယ်နော်နံပါတ်1အလိုက်သိတဲ့သူအလိုက်သိတတ်တယ်ဆိုတာသူတို့လိုချင်တဲ့အရာတိုင်းကိုဝယ်ပေးဖို့ဆိုလိုတာမဟုတ်ပါဘူး။မိန်းကလေးတွေရဲ့သဘောထားကိုသိချာနားလည်တာကိုဆိုလိုတာပါ။တယောက်နဲ့တယောက်အကြိုက်မတူတာကြောင့်ဝါသနာတိုင်းမတူကြပါဘူး။မိန်းကလေးတွေကသူတို့ဝါသနာပါတဲ့အရာကိုအတူလိုက်လုပ်ပေးနိုင်တဲ့ယောက်ျားလေးမျိုးသူတို့ပြစ်စင်တာကိုအလိုက်သိနားလည်ပေးတတ်တဲ့သူကိုသဘောကျကြပါတယ်။နံပါတ်2ဆွဲကောင်းတဲ့သူမိန်းကလေးတွေကဖုံးမဆက်နဲ့မလာနဲ့စတဲ့အငင်းစကားတွေကတစ်ခါတည်းမှရွေပြောတာဖြစ်ပြီးစန့်ကျင်ဘက်ကိုဆိုလိုတာပါမိန်းကလေးဘက်ကရွေပြောတာကိုနားမလည်ပဲနဲ့လက်လျှော့သွားတဲ့သူဆိုရင်သဘောမကျကြပါဘူးအဲဒါကြောင့်ဆွဲကောင်းကောင်းနဲ့ချစ်ပေးမဲ့သူကိုမိန်းကလေးတွေကလက်လွတ်မခံတော့ပါဘူးနံပါတ်3စိတ်ကူးကောင်းသူမိန်းကလေးတွေကသူတို့ချစ်တဲ့သူကိုအားပေးဖို့ပံ့ပိုးပေးဖို့ဝင်မလေးကြပါဘူးပြန်လည်အနေနဲ့သူတို့ကိုအားပေးမဲ့သူဖိမမဲ့သူကိုလိုချင်ကြပါတယ်အဲဒါကြောင့်တင်သဘောကျနေတဲ့သူရဲ့ဖြစ်ချင်တဲ့ရည်မှန်းချက်ကိုစိတ်ကူးကောင်းကောင်းနဲ့အကြံပေးလိုက်ပါနံပါတ်4တွေးခေါ်ရှိသူမိန်းကလေးတွေကအမြဲတမ်းစိတ်နဲ့ရွှေတွေကိုပဲလိုချင်နေတယ်ထင်ရင်တော့မှားတော့ပါလိမ့်မယ်သူတို့အတွက်မှန်ကန်တဲ့အတွေးလေးတစ်ခုပေးနိုင်ရင်တော့ရင်ခုန်တတ်ကြတဲ့သူတွေပါသင်ရဲ့ကောင်းမှုမှန်ကန်တဲ့တွေးခေါ်တွေကမိန်းကလေးတွေနှလုံးသားကိုတိမ့်ပိုက်နိုင်ပါတယ်နံပါတ်5ဟာသဉာဏ်ရှိသူဟာသဉာဏ်ရှိသူပြောနေတဲ့သူကိုမိန်းကလေးတွေကပိုသဘောကျကြပါတယ်ဟောဘောနဲ့ဟာသတွေပြောရင်ပိုပြီးရင်းနှီးသွားစေပါတယ်ဒါပေမဲ့သူ့ရဲ့ခန္ဓာကိုယ်အဝတ်အစားစပင်ပုံစံမိသားစုစတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ဟာသအကြောင်းပြောဖို့တော့အရေးကြီးပါတယ်နံပါတ်6ယူဆိုင်တဲ့သူယူဆိုင်တယ်ဆိုတာတနေ့ကိုဖုံးချိန်တရားခေါ်တာမဟုတ်တယ်လို့စာရီဇက်တိုက်ပို့နေရလဲမဟုတ်ပါဘူးရိုးရှင်းတဲ့ယူဆိုင်မှုတွေကိုမိန်းကလေးတွေကအလိုလိုသိနာလေတတ်ကြပါတယ်ဒီနေ့ဘယ်လိုနေလဲပြောရလားဘာရီစင်ပြေလဲစတဲ့မိကုန်းတွေကလည်းယူဆိုင်ခြင်းတစ်မျိုးပါပဲနံပါတ်9အကောင်းမြင်တဲ့သူအကောင်းမြင်တဲ့စိတ်ကတန်ဖိုးကြီးမားတဲ့အရာတစ်ခုပါပဲအမြဲတမ်းစိုးမြင်တဲ့သူဆိုရင်တင့်ကိုလေးစားမှုတွေရောကြသွားမှာပါတင့်ရဲ့အကောင်းမြင်စိတ်ကသူနဲ့ပိုပြီးရင်းနှီးလာစေဖို့ကူညီပေးမှာပါသူ့ရဲ့ခံစားချက်တွေကိုတောက်ပသွားအောင်အကောင်းမြင်တဲ့စိတ်နဲ့လမ်းညွှန်ပေးနိုင်ပါတယ်အားကိုးရသူဒီခါတည်းမှာအခက်အခဲတွေကြုံတွေ့လာတဲ့အခါဖိမမဲ့သူလိုအပ်ပါတယ်မျိုးသမီးတွေကအမျိုးသားတွေထက်ပိုပြီးတော့ခံစားလွယ်တတ်ကြပါတယ်အားငယ်တဲ့အခါမှာအားပေးတဲ့သူအားကိုးရသူကိုမျိုးသမီးတွေကသဘောအကျဆုံးပါပဲနံပါတ်9ယူသားသူယူသားမှုကဘယ်နေရာမှာဆိုလိုအပ်တဲ့အရာပါယူသားမှုမရှိရင်ယုံကြည်မှုလည်းမရှိလာနိုင်ပါဘူးမျိုးသမီးတွေကတင်လိမ်ညာတဲ့ရာကိုလွယ်လွယ်နဲ့သတိထားမိတတ်ကြပါတယ်အဲဒါကြောင့်ယူသားတဲ့သူကိုဘယ်မျိုးသမီးမှလက်လွတ်မခံကြပါဘူးနံပါတ်10ပြန်လန်းလေးစားမှုရှိသူသင်ဟာမျိုးသမီးတွေကိုအထင်သေးတဲ့သူစိတ်နှိမ်သူလို့သတ်မှတ်ထားတဲ့သူဆိုရင်တော့အောင်မြင်ပျော်ရွှင်တဲ့ခြေကိုရမှာမဟုတ်ပါဘူးမျိုးသမီးတွေကသူတို့ရဲ့ကိုယ်ပိုင်တန်ဖိုးကိုသိနာလဲကြပြီးသင်ရဲ့တန်ဖိုးတွေကိုလည်းမြင်နိုင်ကြပါတယ်အပြန်အလှန်လေးစားမှုပေးဖို့သူ့ရဲ့တန်ဖိုးတွေကိုလေးထားပေးဖို့ကအရေးပါတဲ့သောချက်တစ်ခုပါပဲ